လာတော့သားလေးရှိတော့ကသဘောကောင်းပြီးမေတ္တာရှိတဲ့ဖခင်ကြီးစီယာမှာသားတယောက်ရှိပါတယ်။သားအကြီးနာမည်ကအောင်ဖြစ်ပြီးသားအငယ်နာမည်ကဝေယံဖြစ်ပါတယ်။သူတို့ဟာလက်ပတဲ့ချမ်းကြီးထဲမှာအတူတူပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။ဒီနေ့မှာတော့သားအငယ်ဝေယံကသူ့ဖခင်စီကိုသွားပြီးအဖေကျွန်တော်ကိုပေးရမယ့်အမွေတွေကိုအခုပဲပေးပါတော့။ကျွန်တော်တခြားအရာကိုသွားပြီးကိုပါကိုအခြေချခြင်းတယ်လို့ပြောလိုက်တယ်။ဖခင်ကြီးစီယာကစိတ်မကောင်းဖြစ်ပေမဲ့သူ့သားကိုငွေအေးကြီးပေးလိုက်ပါတယ်။ဝေယံဟာသူ့ရဲ့အဝတ်အစားနဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးအိမ်ကနေထွက်သွားပါတော့တယ်။အကိုဖြစ်သူအောင်ကတော့အဝေးကနေကြည့်ပြီးခြံရိပ်ခဲ့တယ်။ဝေယံဟာလမ်းမကြီးအတိုင်းပျော်ပျော်ပါပါခရီးထွက်သွားခဲ့တယ်။ဝေယံဟာမြို့သစ်ကြီးမှာတငယ်ချင်းအသစ်တွေနဲ့တွေ့ပြီးပျော်ပါနေခဲ့တယ်။သူဟာသူ့မှာရှိတဲ့ငွေတွေကိုမုန့်တွေဝင်စားအဝတ်အစားသားတွေဝယ်ပြီးရရောဖြုံးပစ်လိုက်တယ်။သိမကြခင်မှာပဲဝေယံမှာငွေတွေအကုန်သွားပါတော့တယ်။အဲ့ဒီအချိန်မှာအဲ့ဒီပြည်နယ်မှာအစာရေစာရှားပါတဲ့ဘေးကြီးလဲဆက်ရောက်လာတယ်။သူဟာပိုက်အရန်စာပေမဲ့စားစရာပါမှမရှိတော့ပဲတိရောက်တဲ့အထီးကျန်နေခဲ့တယ်။ဒါနဲ့သူဟာဝက်ကြောင်းတဲ့အလုပ်တစ်ခုကိုဝင်လို့ရတယ်။သူဟာပိုက်စာလုံးလို့ဝက်တွေစားတဲ့ပဲတောင်တွေကိုတောင်စားချင်စိတ်ပေါက်လာတဲ့အထီးအခြေအနေဆိုးရွားသွားခဲ့တယ်။အဲ့ဒီအခါမှာဝေယံကငါအဖေအိမ်ကအလုတ်သမားတွေတောင်စားစရာတွေအများကြီးရှိတာပဲငါတော့ဒီမှာငတ်သေးတော့မယ်အဖေစီကိုပြန်သွားပြီးအဖေကျွန်တော်မပါပြီကျွန်တော်ကိုအလုတ်သမားတစ်ယောက်အဖြစ်ပဲထားပေးပါလို့တောင်းပန်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်သူဟာအိမ်ကိုပြန်လာခဲ့တယ်အိမ်နဲ့ဝေးတဲ့နေရာကနေဖခင်ကြီးစီယာကသူ့သားကိုတမ်းမြင်လိုက်တယ်ဖခင်ကြီးဟာသားကိုမြင်ချင်းသနာကရုဏာတက်ပြီးသူ့သားစီကိုအပြေးသွားခဲ့တယ်ဖခင်ကြီးစီယာကဝေယံကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။ဝေယံကအဖေကျွန်တော်မှသွားပါပြီလို့ပြောပေမဲ့ဖခင်ကတော့သားဖြစ်သူပြန်လာတာကိုပဲအတိုင်းမသိဝတ်တာနေခဲ့တယ်။ဖခင်ကြီးကဝေယံအတွက်ပူစော်ကောင်းတွေပေးဝပြီးပွဲကြီးပွဲကောင်းကျင်းပပေးခဲ့တယ်။အကိုဖြစ်သူအောင်ကစိတ်ကောက်နေတဲ့အခါဖခင်ကြီးကသားကြီးရဲ့မင်းကြီးကပျောက်သွားရကနေပြန်တွေ့တာမို့လို့ငါတို့အားလုံးပျော်ပျော်ရွှင်ရွှင်ရှိတင်တာပေါ့လို့ချော့မော့ပြောဆိုလိုက်တယ်။မိသားစုဝင်အားလုံးဟာချစ်ခင်နဲ့ပြန်လည်ပေါင်းစည်းသွားကြပါတော့တယ်။